ရောင်မလေးကစားရည်တစ်ခွက်ကိုယူပြီးရောင်မကြီးကြိတ်ထားပြီးစီးတဲ့ပဲနို့အိုးတွေကိုတမင်တက်လောင်းချလိုက်တယ်ပြီးတော့ခွက်ကိုအိုးနာမှာတိုက်ခတ်သွားသေးတယ်။ရောင်မကြီးအခန်းထဲဝင်လာတော့ပဲနို့တအိုးလုံးစားနှမ်းထွက်နေတာကိုတွေ့ပေမဲ့ငိုယိုအော်ဟစ်တာမျိုးမလုပ်ခဲ့ဘူးအစားညီမရေငါတို့အိမ်ကပဲနို့ကစားနဲ့အစ်ဆန်းကျင်နေတယ်လို့ပဲသူ့ဘာသာစားထည့်ပြီးသွားပြီလို့ရေရေမောမောပြောလိုက်တယ်။ရောင်မလေးကမီးဖို့ခန်းတကားနောက်မှာပုံပြီးရောင်မကြီးဒေါသထွက်မဲ့အချိန်ကိုစောင့်နေခဲ့ပေမဲ့မထင်ထားတဲ့အရာဖြစ်သွားတယ်။ရောင်မကြီးကပဲနို့ကိုအိုးထဲလောင်းထည့်ပြီးကြက်တုံမြိတ်နဲ့တော်ဟင်းရွက်တွေထက်ကစားပဲပြော့တအိုးလှုပ်လိုက်တယ်။အနက်မွေးလေးကချန်ပီယံထိပြန်သွားပြီးအိမ်နီးချင်းတွေရောက်လာကြတယ်မြည်ကြည့်ပြီးအရန်ထူးဆန်းကောင်းမွန်တယ်လို့ချီးကျူးကြတယ်ရောင်မကြီးကအခွက်နှဲငယ်ထည့်ပေးလိုက်ရကျုပ်တဝက်လောက်နဲ့ပြန်လဲရခဲ့တယ်ဒါကိုမြင်တဲ့ရောင်မလေးကမျက်နှာမကောင်းဖြစ်သွားတယ်သူမကရောင်မကြီးရဲ့အလုပ်ပြက်စီခြင်းခဲ့တာဒါပေမဲ့နောက်ဆုံးမှအဆိုးကိုအကောင်းဖြစ်အောင်ပြောင်းလဲသွားခဲ့တာပဲနောက်တစ်နေ့မှာရောင်မကြီးကဈေးမှာရောင်းဖို့ချီထိုးလက်ဆောင်အိတ်တွေပြင်ဆင်နေတဲ့ရောင်မလေးကရောင်မကြီးရေသွားခတ်နေချိန်အိတ်အောက်ကချိတ်ဆွဲကြိုးလေးတွေအကုန်ဖြတ်ပစ်လိုက်တယ်ရောင်မကြီးပြန်လာတော့စပွဲပေါ်ကအိတ်တွေကပျက်စီးနေတယ်လို့ဖြစ်နေတယ်အားလုံးကစိတ်မကောင်းဖြစ်နေကြပေမဲ့သူမကအိမ်တကားဝမှာထိုင်ပြီးဖြတ်ထားတဲ့ကြိုးတွေကိုပြန်ချီကရောင်စုံချီတွေနဲ့အလှဆင်လိုက်တယ်ဈေးရောက်တော့အဲ့ဒီပုံစံကပိုပြီးထူးခြားလှပနေတဲ့မိန်းကလေးတွေဝိုင်းကြည့်ကြပြီးဒီပုံစံမျိုးမမြင်ဘူးလို့ပြောကအလူရက်ဝယ်သွားကြတယ်ရောင်မကြီးအိမ်ပြန်ရောက်တော့ရောင်မလေးအတွက်အနီရောင်စံကြိုးတစ်ချောင်းဝယ်လာပေးတယ်ညီမရေနေ့စပင်နဲ့ဒီကြိုးလေးကလိုက်မှာပဲလို့ပြောလိုက်တယ်ရောင်မလေးကစံကြိုးကိုယူလိုက်ပေမဲ့ရှက်သွားပြီးဘသူကနင့်ကိုကျေးဇူးတင်နေလို့လဲလို့ပြန်ပြောခဲ့တယ်တကယ်တော့သူမရောင်မကြီးကိုမကြိုက်ရတဲ့အကြောင်းရင်းရှိတယ်အကိုလက်ထပ်ပြီးကလေးကအမေကရောင်မကြီးကိုအမြဲချီးကျူးနေတယ်အကိုကလည်းဇနီးဘက်ကိုပဲအမြဲကာကွယ်ပေးတယ်ဒါကြောင့်ရောင်မလေးကဒီအိမ်ကိုရောင်မကြီးလူယူသွားတယ်လို့ခံစားနေရတာပဲရက်အနှဲငယ်ကြတော့ဟင်းသီးဟင်းရွက်စိုက်ဖို့အချိန်ရောက်လာတယ်ရောင်မကြီးကကော်ဖီမျိုးစေ့ကောင်းကောင်းတွေရွေးထားတယ်ရောင်မလေးကမျိုးစေ့တွေကိုနှမ်းစေ့တွေနဲ့ရောပြီးအိတ်ကိုတင်းတင်းပိတ်ထားလိုက်တယ်ရောင်မကြီးတည်သွားတော့လဲရံမဖြစ်ခဲ့ဘူးတေချာမခွဲနိုင်တော့တာကြောင့်အားလုံးကိုခြံစည်းရိုးနားမှာဖြန့်ဆိုင်ပြီးရေလောင်းလိုက်တယ်ရက်ပိုင်းကြာမှကော်ဖီပင်နဲ့နှမ်းပင်လေးတွေအတူတူပေါက်လာတဲ့သူမကနှမ်းပင်တွေကိုတီးတန့်ပြောင်းဆိုင်ခဲ့ပြီးနောက်ဆုံးမှနှမ်းတွေအများကြီးရခဲ့တယ်အဲ့ဒီနှမ်းတွေကိုနှမ်း sauce လုပ်ပြီးစားပဲပြော့နဲ့တွဲရောင်းရစီးပွားရေးကပိုကောင်းလာတယ်ရောင်မလေးအံ့အားသင့်သွားတယ်ဒီအချိန်မှရောင်မကြီးကအနိုင်ကျင့်လို့ရတဲ့သူမဟုတ်ပဲညံကောင်းပြီးလက်ရကောင်းတဲ့သူဖြစ်မှန်းသိလာတယ်ဒါပေမဲ့မာနကိုမချနိုင်သေးဘူးတခါမှမြို့ကချီထိုးဆိုင်ကပစ္စည်းလာသိမ်းမယ်ဆိုတော့ရောင်မကြီးကညပေါင်းများစွာအိမ်မပျော်ပဲငှက်နဲ့ပန်းပုံကြီးတစ်ပုံချီထိုးထားတယ်ရောင်မလေးကညဘက်မှာအဲ့ဒီပုံကိုစံအိုးထဲဝက်ထားလိုက်တယ်နောက်နေ့ပစ္စည်းမပို့နိုင်ရင်အရှက်ရမယ်လို့တွေးထားတာဒါပေမဲ့ရောင်မကြီးကပုံကိုရှာမတွေ့တော့စံအိုးထဲမှာဖိထားလို့အမှတ်သားကျန်နေတဲ့အထည်ဟောင်းကိုယူပြီးစပားရိတ်သိမ်းပွဲမြင်ကွင်းတစ်ခုချီထိုးလိုက်တယ်ဆိုင်ရှင်မြင်လိုက်တာနဲ့အရန်သဘောကျပြီးမူရင်းပုံထက်တောင်ပိုကောင်းတယ်လို့ချီကျူးကငွေပိုပေးခဲ့တယ်ဒီတစ်ခါတော့ရောင်မလေးတကယ်စိတ်ရှုပ်သွားတယ်သူမဘလို့ပဲဖြစ်စီဖို့စူးစမ်းနောက်ဆုံးမှရောင်မကြီးကိုပဲပိုကောင်းသွားစေခဲ့တာဖြစ်နေတယ်ဒါပေမဲ့သူမကိုတကယ်ပြောင်းလဲသွားစေခဲ့တာကနွေရာသီမတိုင်ခင်မိုးသေးထန်စွာရွာခဲ့တဲ့နေ့တစ်နေ့ပါပဲအဲ့ဒီနေ့မှာရောင်မလေးကမြေကမ်းနားအဝိရှော်နေရာကနေချော်ချပြီးရေနက်တဲ့နေရာတဲ့တဝက်လောက်ပြုတ်ကျသွားတယ်ရွှွန့်တွေနဲ့ကညှိနေပြီးဘလို့မှမတက်နိုင်တော့ဘူးပတ်ဝန်းကျင်မှာလည်းဘယ်သူမှမရှိဘူးကြောက်လန့်ပြီးငိုနေချိန်မှာဈေးကပြန်လာတဲ့ရောင်မကြီးကအတန်ကြားသွားတဲ့ချင်းတောင်းကိုချလိုက်ပြီးချက်ချင်းပြေးလာတယ်သူမကရွှွန့်နဲ့ဒူးထောက်ပြီးရောင်မလေးရဲ့လက်ကိုအားကုန်ဆွဲထားတဲ့ကိုချီတောင်းမှာကြောက်နဲ့ထိခိုက်သွေးထွက်နေတော့လဲလုံးဝမလွတ်ခဲ့ဘူးအချိန်တော်ကြာစူးစမ်းပြီးမှရောင်မလေးကိုကယ်တင်နိုင်ခဲ့တယ်ရောင်မလေးကအေးမိပြီးတုံနေချိန်မှာရောင်မကြီးကကိုအင်ဂျီကိုချုပ်ပြီးအရင်ဝတ်ပေးခဲ့တယ်အိမ်ပြန်ရောက်တော့ရောင်မလေးကခေါင်းငုံထားပြီးရောင်မကြီးကိုမကြည့်ရဘူးခြေထောက်ကသွေးစိတ်နေသေးတာကိုမြင်လိုက်ရတော့စိတ်ထဲမှာအယမ်းနာကျင်သွားတယ်ရောင်မကြီးကဂျင်းရည်ပူပူတစ်ခွက်ယူလာပြီးမြန်တောက်လိုက်အမေသိရင်စိတ်ပူလိမ့်မယ်လို့ပြောတယ်အဲ့ဒီအချိန်မှာရောင်မလေးရဲ့မျက်ရည်တွေခွက်ထဲကိုကျလာတယ်ရောင်မကြီးကျမကအမြဲဒုက္ခပေးခဲ့တာတောင်ဘာလို့ကျမကိုကယ်ခဲ့တာလဲလို့မေးလိုက်တယ်ရောင်မကြီးကသူ့မဘေးမှာထိုင်ပြီးနူးညံ့စွာပြောတယ်နင်ကငါယောက်ျားရဲ့ညီမပဲဒီအိမ်ရဲ့မိသားစုဝင်လည်းဖြစ်တယ်စိတ်ကောက်တာတွေရှိနိုင်ပေမဲ့တကယ်အနေရဖြစ်လာရင်ဘယ်လိုလုပ်လိလူရှူထားနိုင်မှာလဲဒီစကားကြတော့ရောင်မလေးထိတ်မရတော့ဘူးရောင်မကြီးရဲ့ရင်ခွင်ထဲဝင်ငိုရင်းကျမမုန်းတာမဟုတ်ဘူးအမရောက်လာပြီးနောက်အမေနဲ့အကိုကကျမကိုမချစ်တော့မှကြောက်ခဲ့တာလို့ဝန်ခံလိုက်တယ်ရောင်မကြီးကကြောကိုပုတ်တက်ရင်းပြုံးပြီးပြောတယ်နင့်ကိုချစ်တဲ့သူတွေကငါတယောက်တိုးလာလို့နင့်အပေါ်ထားတဲ့အချစ်တွေရော့သွားမှာမဟုတ်ပါဘူးဒီစကားကိုကြားလိုက်ရတော့ရောင်မလေးရဲ့စိတ်ထဲမှာနှစ်ပေါင်းများစွာဖိသိပ်ထားခဲ့တဲ့အထင်လွဲမှုတွေအားလုံးပျောက်ကွယ်သွားခဲ့တယ်အဲ့ဒီနေ့နောက်ပိုင်းကစပြီးရောင်မကြီးနဲ့ရောင်မလေးဟာအရင်ကလိုရန်ဖြစ်နေတဲ့သူတွေမဟုတ်တော့ပဲအချင်းချင်းနားလည်ပေးတတ်တဲ့ညီမအရင်တွေလိုဖြစ်သွားခဲ့ကြတယ်သူတို့နှစ်ယောက်အတူတူဈေးရောင်းကြတယ်စားပဲပြောနှမ်း sauce နဲ့ချီထိုးအိတ်လေးတွေကလူကြိုက်များလာပြီးတစ်နေ့ထက်တစ်နေ့ရောင်းအားပိုကောင်းလာခဲ့တယ်ခြံဝင်းထဲမှာလည်းရေမောတန်တွေပိုများလာခဲ့ပြီးအိမ်ထဲမှာလည်းနှွေးထွေးမှုတွေပြန်လည်ပြည့်နှက်လာခဲ့တယ်ရောင်မလေးနားလည်သွားတာကဒီအိမ်ကိုရောင်မကြီးကလာလူယူခဲ့တာမဟုတ်ပဲသူမကိုပိုချစ်ပေးမဲ့မိသားစုဝင်တစ်ယောက်ထပ်တိုးလာခဲ့တာပဲဖြစ်တယ်အဲ့ဒီနောက်မှာတော့သူတို့မိသားစုရဲ့ဘဝဟာတစ်နေ့ထက်တစ်နေ့ပိုမိုအဆင်ပြေလာခဲ့ပြီးပျော်ရွှင်စရာနေ့ရက်တွေကိုအတူတူဖြတ်သန်းသွားခဲ့ကြတော့တယ်